အီရန်နိုင်ငံပေါ်ချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုအလုံးအမေရိကန်အစိုးရကရုပ်သိမ်းပေးရင်အရှင်းမြင့်အတန့်ဆင့်ထားတဲ့ယူရေနီယံများကိုအဆင့်ပြန်လည်ဆောချရန်အစဉ်သင့်ရှိကြောင်းအီရန်နုမျိုးစွမ်းအေဂျင်စီအကြီးအကဲမိုဟာမက်အစ္စလာမီကယနေ့ဖေဖော်ဝါရီလ16 ရက်နေ့မှာပြောကြားခဲ့တာပါဒီအီရန်အစိုးရအနေဖြင့်60 ရာခိုင်နှုန်းအထိတန့်ဆင့်ထားပြီးဖြစ်တဲ့ယူရေနီယံများကိုပြန်လည်အဆင့်ဆောချနိုင်ခြင်းရှိမရှိမင်းကိုနဲ့ပတ်သက်ပြီးမိုဟာမက်အစ္စလာမီကအီရန်နိုင်ငံပိုင် IRNA သတင်းဌာနကိုယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်တန့်ဆင့်ပြီးယူရေနီယံတွေကိုအဆင့်ဆောချဖို့ဆိုတာအဲ့ဒီယူရေနီယံတွေကိုပဲအခြားဓာတ်ပစ္စည်းများနဲ့ရောနှောပြီးထွက်စီလာတဲ့ပစ္စည်းတွေကိုသတ်မှတ်ထားတဲ့တန့်ဆင့်မှုတွေတဲ့အဆင့်မကျော်လွန်အောင်ပြုလုပ်လိုက်တာပဲဖြစ်တဲ့အမေရိကန်နဲ့ရုရှားတို့ဟာCAK လက်နက်ထုတ်လုပ်ရာမှာအသုံးပြုတဲ့ယူရေနီယံမထွက်တန်ချိန်900ပမာဏကိုနျူကလ িয়ার ဓာတ်အပိတ်စက်ရုံအတွက်လောင်စာအဖြစ်ပြောင်းလဲအသုံးပြုခဲ့တာဖြစ်ပြီးအဲဒီအစီအစဉ်ကိုမီဂါတွန်2မီဂါဝတ်ဆိုပြီးလူသိများလာကြခဲ့ကြခြင်းဖြစ်ပါတယ်ပြီးခဲ့တဲ့ဇွန်လအတွင်းမှာအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုအမေရိကန်နဲ့အစ္စရေးတိုက်ခိုက်မှုမတိုင်ခင်အီရန်ဟာယူရေနီယံကို60 ရာခိုင်နှုန်းအထိတန့်ဆင့်ခဲ့ပြီးအဲ့ဒီအဆင့်ဟာ2025 ခုနှစ်ကကမ္ဘာအင်အားကြီးနိုင်ငံတွေနဲ့ချုပ်ဆိုထားတဲ့ 3.6 ခုရာခိုင်နှုန်းထက်ကျော်လွန်နေတာကိုတွေ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုမတိုင်မီကအီရန်မှာဆန်ထားတဲ့အဆင့်မြင့်တန့်ဆင့်ပြီးသောယူရေနီယံ400 ကီလိုဂရမ်ကျော်ဘယ်နေရာရောက်ရှိသွားလဲဆိုတာကိုတော့ဘယ်သူမှမသိလိုက်ရပါဘူး။အဲ့ဒီယူရေနီယံတွေကိုတန့်ဆင့်မှုအဆင့်90 ရာခိုင်နှုန်းရောက်ရှိအောင်ပြုလုပ်နိုင်ပြီဆိုရင်နျူကလ িয়ার ဘုံ9လုံးထပ်မံနဲ့ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ဥပမာကနဲ့နျူကလ িয়ার စောင့်ကြည့်ရေး IAEA ရဲ့အဆိုအရအီရန်ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခြင်းမရှိတဲ့နိုင်ငံတွေထဲမှာတန့်ဆင့်ပြီးယူရေနီယံ60 ရာခိုင်နှုန်းအထိပိုင်ဆိုင်ထားတဲ့ထုတည်သောနိုင်ငံဖြစ်ပါတယ်။အီရန်နိုင်ငံဟာနိုင်ငံပေါင်း190နဲ့လက်မှတ်ရေးထိုးထားတဲ့နျူကလ িয়ার မပြန့်ပွားရေးစာချုပ် NPT ပါပြဋ္ဌာန်းချက်များအရငြိမ်းချမ်းစွာအသုံးပြုရေးအစီအစဉ်ကိုလှုံ့ဆော်ပိုင်ခွင့်ရှိတယ်လို့အခိုင်အမာပြောဆိုထားပါတယ်ခင်ဗျာ။